哈喽，明啦吧？全米西亚干那边来就来吧嘞！我是你们的凯奇老师。我们今天来学习第12课。今天老师定安啥三那个里啦，家没啦？说定安啥三那高真里个，明天天气怎么样？明那便宜天气压的乌鲁的怎么样？不鲁嘞的，说的定安啥嘛？老师个不鲁嘞，说嘞，美工蹦真里个里啦，家没？好，那我们来看看第一篇课文，ภาษา这里个老师记来呀啊。所以ภาษา这里个在路上。路上蓝马标加没这个标里不喏？OK，在路上蓝马把里标没嘞？一种好一生词，我哈哪里就记来呀？第一个生词是天气，天气了标来看嘛？好一起的下过么雷普气。哎，等得到没喏？啊，别团没天气，OK，天气是啥的？压的乌鲁过说了嘞，天气说嘞，压的乌鲁的，不罗你嘞，天气好，压的乌鲁嘎肉品高嘛嘞。天气不好呀的乌鲁嘎热片嘛刚不了了说东路呀没喏，OK，那它这个龙里个怎么样？怎的三声的到没怎么啊？等跑出没么一样。怎么样？怎么样了？说个东来比说路线都的不路嘞，说的这边的啦，而且你这可能不代表底下不路嘞，或不路嘞，第一你个不路你嘞，这边ပုံစံဘလို့နေလဲသူများရဲ့အမြင်ကိုမေးတဲ့အခါမျိုးမှာဒါမှမဟုတ်အခြေအနေတစ်ခုကိုမေးတဲ့အခါမျိုးမှာအဆိုက怎么样ကိုတောင်းတယ်ဆိုတော့သူ့ရဲ့ရှေ့မှာ noun နေဒါမှမဟုတ်လို့ရှိရင် noun phrase တွေလို့ဆိုထည့်ပြီးတော့သုံးလေးရှိရဲ့ဒါလေးကဘလို့နေလဲဆိုပြီးတော့လို့ဆိုမေးလေးရှိတယ် OK 今天天气怎么样ဒီနေ့ရာသီဥတုကဘလို့နေလဲ中国菜怎么样တရုတ်ဟင်းတွေကဘလို့နေလဲ你今天怎么样？အခုတလောဘလို့နေလဲဒီလိုမျိုးသုံးလို့ရတယ်။你的汉语怎么样？တရုတ်စာကဘလို့နေလဲဒီလိုမျိုးလဲလို့ဆိုပြောလို့ရတယ်လားဆိုတော့အဲ့လိုမျိုးလို့ဆိုကပြောတဲ့အခါမျိုးမှာဘလို့မှလည်းမနေပါဘူး不怎么样不怎么样ဘလို့မှမနေဘူးလို့ပြောတဲ့အခါမျိုးကြတော့လို့ဆိုတော့ဘလို့ဘာသာပြန်လဲဆိုတော့不好နဲ့အတူတူပဲမကောင်းဘူးကိုလို့ဆိုကဓာတ်ရိုက်မပြောချင်တဲ့အခါမျိုးမှာ不怎么样လုံးဝမနေပါဘူးဟဲ့ဒီလိုပါပဲအဲ့လိုမျိုးဖြေတဲ့အခါမျိုးမှာ不怎么样လို့သုံးလို့ရတယ်လား好那所以我们再看看下面是太特爱ဒီစစတင်မဲ့太တယ်လို့ဆိုစကားပြောတဲ့အခါမှာလီယူလီတင်းကိုပို့ပြီးထူးခြားပေါ်လွင်စေတယ်သူကလွန်းတယ်လို့ပါလာပြန်တယ်โอเคလွန်းတယ်လို့ပါလာပြန်တော့အဲ့ဆိုဘယ်လိုသုံးကြလဲ太ရဲ့နောက်ထဲကနေပြီးတော့ adjective ဒါမှမဟုတ်ရင်ရှင်းလီသုံး词လို့ခေါ်တဲ့စိတ်ခံစားချက်ကိုဖော်ပြတဲ့ verb တွေနဲ့တွဲသုံးတယ်နောက်ထဲကနေ了ထည့်မယ်太 adjective 了太好了အရှမ်းကောင်းတယ်ကောင်းလိုက်တာ太厉害了တော်လိုက်တာ太大了ဒီအညီအရင်ကြီးလွန်းနေ太多了များလွန်းနေစသဖြင့်လို့ဆိုသုံးလို့ရတယ်လို့太喜欢了ရှင်းလီသုံး词စိတ်ခံစားချက်ကိုဖော်ပြတဲ့ verb ဆိုတာဒီဘာကိုပြောရလဲလို့ဆိုတော့ဒီအုံနောက်ကတွေးတယ်နှလုံးသားကခံစားရတဲ့စကားလုံးတွေကိုပြောတာပဲသဘောကျတယ်နှစ်သက်တယ်ပျော်ရွှင်တယ်ဝမ်းသာတယ်ဒီလိုစကားလုံးတွေပေါ့ဟလားဆိုတော့太喜欢了喜欢နှစ်သက်တယ်ဆိုတာဒီစိတ်ထဲကခံစားချက်လေးเนาะဒါကြောင့်မို့သူဒီရှင်းလီသုံး词အမျိုးအစားတွေမှာပါတယ်太喜欢了ဟဲ့ငါတို့တအားကြိုက်တာပဲတအားသဘောကျလိုက်တာဒီလိုမျိုးပြောရင်太喜欢了သုံးလို့ရတယ်ဟလားဆိုတော့အတီပုံစံနဲ့သုံးတဲ့အခါမှာလောဆိုက太 adjective ရှင်းလီသုံး词လောလို့သုံးလို့ရတယ်လို့ဘလို့ပုံစံနဲ့လည်းသုံးလို့ရသေးလဲဆိုရင်အငင်းပုံစံနဲ့လည်းသုံးလို့ရအငင်းပုံစံနဲ့သုံးတဲ့အခါကျလို့ဆိုကပူဆိုတဲ့စကားလုံးလေးနဲ့တွဲသုံးမယ်လားဒါပေမဲ့အနောက်ကထိုက်ဆိုတဲ့တန်ဒီတိဆက်ရှန်ဖြစ်တဲ့အခါကျလို့ဆိုဒီဘယ်လိုသုံးရလဲဘူးထိုက်တိရရှန်နဲ့သုံးမယ်ဘူးထိုက် plus ရှင်းလီသုံး词ဘူးထိုက် plus adjective လို့ပြောရင်ဥမာပေါ့ဒီဟာကြိုက်လားသူများကကွယ်ဝယ်လာပေးရတယ်အဲ့လိုဝယ်လာတဲ့ဟာရောကွာကြိုက်ပါဦးအဲ့လိုမျိုးပြောရင်ယဉ်ကျေးပါမလားအဲ့တော့ rush ဘယ်လိုပြောတိတ်တော့မကြိုက်ဘူးဒီလိုလေးညင်းတယ်ဟလားအဲ့လိုမျိုးညင်းတဲ့အခါမှာ不太喜欢不太喜欢ဒါမျိုးသုံးလို့ရမယ်နော် OK 那我们再看看下面是热ဆိုတဲ့စကားလုံးလေးဒီပူတော်လို့ပြောတယ်သူ့ကိုလို့ဆိုအတန်ထွက်တဲ့အခါမှာဆိုတဲ့အတန်လေးအဲ့တော့热ဒီတန်နဲ့သွားမယ်ဟလား red မဟုတ်ဘူးเนาะဆိုတော့热ဆိုတာလေးဒီပူတော်လို့လို့ဆိုကပြောတဲ့အခါမျိုးမှာ太热了ပူလိုက်တာတအားပဲမြန်မာနိုင်ငံတွေရသည်ဆိုဘယ်လိုနေလဲ太热了တအားပူတယ်လေเนาะနောက်တစ်ခု热ရဲ့စန့်ကျင်ဘက်ကကြ冷ကကြတော့အေးတော်လို့ပြောတာဟလား太冷了အေးလိုက်တာတအားပဲဒီလိုသုံးလို့ရတယ်ဆိုတော့လို့ဆိုဘက်မှာຫນွေဦးရောက်နေပြီတကယ်တော့လေမြန်မာနိုင်ငံဘက်မှာຫນွေရသေးချင်းဒါပေမဲ့ချမ်းလို့ဘာတွေဝင်နေရတော့မလဲမောင်ကြီးသုံးမအင်ကြီးတွေပဲဝင်နေရတော့เนาะ冷အေးတော်လို့မှတ်ထားနိုင်တယ်โอเคဒါဆိုရင်我们一起来读一遍ဒါလေးကိုဖတ်ကြည့်အောင်က老师读天气天气怎么样怎么样太太太冷
太冷，热，热，冷，冷。OK，大家来说ภาษา的一个季节啊。昨天北京的天气怎么样？太热了。明天呢？明天天气怎么样？明天天气很好，不冷不热。OK，就讲昨天北京的天气，北京的天气，北京မြို့ရဲ့ရာသီဥတုဆိုတော့天气ဆိုတဲ့စကားလုံးကိုဘာလာထူပြလဲ北京ဆိုတဲ့စကားလုံးကလာထူပြတယ်အဲ့ဒါနဲ့ပြီးလားမပြီးသေးဘူးပေကျင်းရဲ့ရာသီဥတုကိုမှဘယ်နေ့ကလဲမနေ့ကနှစ်ဆင့်လာပြီထူပြသွားဟဲ့လားမနေ့ကပေကျင်းရဲ့ရာသီဥတုက怎么样ဘလို့နေတော့怎么样ရဲ့အရှိမ noun phrase စာစုတစုပါလာတယ်ဗောလားစကားလုံးတွေစုထားတဲ့အစုဝေးတစ်ခုပါလာတယ်ဆိုတော့太热了ဘလို့နေလဲရာသီဥတုကလေလွန်းနေနော်ဘလို့ဖြစ်လွန်းတာလဲပူလွန်းနေ明天呢မနက်ဖြန်ကရော明天天气怎么样မနက်ဖြန်ရာသီဥတု noun phrase ဒီ怎么样အရှိမနေလား明天天气မနက်ဖြန်ရာသီဥတုကရော怎么样ဘလို့နေလဲ明天天气很好မနက်ဖြန်ကတော့ရာသီဥတုအရန်ကောင်းတယ်不冷不热ဆိုတော့不 adjective 不 adjective လို့လည်းဆိုတော့ကတုံးလိုက်တဲ့အခါမှာသူဒီအစွန်းနှစ်ဖက်ကိုမရဘူးလို့ဆိုလို့ရတယ်အလဲကောင်မှာပဲအခြေအနေဒီအတော်ပဲလို့ဆိုလို့တဲ့သဘောရည်ညွှန်းတဲ့သဘောဒါပေမဲ့အဲ့ဒီ adjective နှစ်ခုဒီဆန့်ကျင်ဘက်ဖြစ်နေရမယ်ကောင်းသောဆိုရင်ဆိုးသောကြီးသောဆိုရင်သေးသောများသောဆိုရင်နေသောဒါမျိုးနဲ့လည်းဆိုတွဲပြီးတော့သုံးပေးရမယ်ဟလား不冷မအေးလည်းမအေးတယ်လို့不热မပူလည်းမပူ热ဆိုတဲ့စကားလုံးဒီတိဆရှမ်းဖြစ်တဲ့အခါကျတော့လည်းဆိုကပူဆိုတဲ့စကားလုံးလေးကိုဘယ်လိုဖတ်ပေးရလဲ第二声နဲ့ဖတ်ပေးရနော်不冷也不热ဒီလိုမျိုးသုံးမယ်နော် OK ဒါဆိုရင်ဒါလေးကိုပြန်ဖတ်ကြအောင်跟老师读昨天北京的天气怎么样太热了明天呢明天天气很好明天天气怎么样明天天气很好不冷不热好，那所以我们再看看第二篇课文，ภาษานี่ก็在健身房放ပါလားမှန်သမျှဒီအခန်းနဲ့ပတ်သက်တယ်ဘယ်လိုအခန်းလဲ健身အားကစားလုပ်တဲ့အခန်းလားဆိုတော့အားကစားလုပ်တဲ့အခန်းဆိုတာဒီ gym ခန်းကိုဆိုလိုတာပဲเนาะ健身ဆိုတာလေဒီ gym ကစားသည်လို့ပြောတယ် Okay ဒါဆိုရင်ဒီသင်ခန်းစာမှာဘာတွေပြောမလဲ下雨下ဆိုတဲ့စကားလုံးဒီလို့ဆို上课下课ဒီစကားလုံးမှာလို့ဆိုကြားဘူးတယ်下ဒီ verb အနေနဲ့သုံးတဲ့အခါမှာသူဒီအပေါ်ကနေအောက်သို့ဆင်းဒီအောက်သို့ကျဒီဆင်းဒီဆိုတဲ့အဓိပ္ပာယ်အနေနဲ့သုံးတယ်အဲဒီတော့下နဲ့ယူနဲ့ပေါင်းလိုက်တော့ယူဒီမိုးကိုဆိုလိုတာလားဆိုတော့下雨လို့ပြောလိုက်တော့မိုးရွာသည်ဆိုတော့ယူဆိုတဲ့စကားလုံးလေးကိုကြည့်ကြည့်ပါဦးသူ့ရဲ့ character လေးကလေအရန်လှတယ်လို့လည်းရှိခံစားရတယ်ဗရင်ပေါက်ရဲ့အပြင်မှာမိုးဆက်ကလေးတွေကြာနေတယ်လို့ပဲလေနော်下雨လို့ပြောလိုက်လို့ရှင်သူဒီမိုးရွာသည်လို့ဆိုလိုတယ် Okay နောက်တစ်စကားလုံးလေးက小姐အရှိကဒီဆန်းရှမ်းကိုတယောက်ရှမ်းနဲ့ဖတ်ပေးရတယ်ဘာလို့လဲဒီဆန်းရှမ်းနှစ်ခုတွဲပြီးဆိုလို့ရှင်တယောက်ရှမ်းဒီဆန်းရှမ်းဆိုတဲ့အတန်အဲ့တော့小姐ဒီလိုမျိုးသုံးတာမဟုတ်ဘဲနဲ့小姐小姐ဒီတန်းနဲ့တော့မယ်လားဆို小姐ဒီအရင်တုန်းကတော့ဒါဒီမမလေးလို့လည်းခေါ်ဘူးတယ်ဟိုအရင်တုန်းကကိုလိုနီခေတ်တုန်းကပေါ့မမလေးလို့တခင်မလေးလို့ဒါမျိုးခေါ်ရင်小姐လို့ခေါ်တယ်နောက်တစ်ခုကကြတော့လို့ဆို小姐ဆိုတဲ့အသုံးလေးဒီနေ့ခေတ်မှာတော့miss ဆိုတဲ့သဘောမျိုးပေါ့နော်miss 1ပေါ့ဒီလိုမျိုးပြောတဲ့အခါမျိုးမှာလို့ဆို main ကလေးရဲ့နာမည်ကိုခေါ်တဲ့အခါမျိုးမှာ小姐လို့သုံးတယ်ဒါပေမဲ့နေ့စဉ်ဘဝမှာကြာလေလို့ဆို小姐လို့သုံးတာဒီနည်းနည်းလေးဘယ်လိုပြောမလဲအတွေ့အနေလာတယ်ပေါ့နော်အခုခေတ်မှာတော့များသောအားဖြင့်ခေါ်လိုက်ကြတာဒီ小姐姐ကောင်မလေးဆိုပြီးတော့လို့ဆိုခေါ်တာပုံများတယ်ဒါမှမဟုတ် main ကလေးဆိုရင်女士လို့ခေါ်တယ်လုပ်ငန်းကိုင်ငန်းမှာပေါ့အထူးသဖြင့်ဒီ hotel လုပ်ငန်းတွေမှာဆို hotel ကိုလာတဲ့ဧည့်သည်ကိုဆိုသူ့ရဲ့မျိုးရိုးနာမည်နဲ့女士နဲ့တွဲပြီးတော့ပြောရဲဒါဒီတစ်ဖက်သားပေါ်မှာထား respect ထားပြီးတော့ခေါ်တဲ့သဘောပဲပေါ့နော်ဆိုတော့小姐ဆိုတဲ့အတုံးကသုံးတာနေပါတယ်အခုနောက်ပိုင်းတော့女士လို့သုံးတာပုံများတယ်小姐姐လို့သုံးတာများတယ်好那我们再看看下面是来ဆိုတာလေဒီလာဒီလို့ပြောတာကိုစီကိုခေါ်တာလားဒါဆိုရင်သူ့ရဲ့စံကျင်မှာကဘာဖြစ်မလဲ去သွားတယ်လို့သုံးလို့ရတယ်လို့回ပြန်တယ်လို့လည်းသုံးလို့ရတယ်เนาะ Okay ဒါဆိုရင်ဒါလေးကိုလည်းဆိုအတူတူဖတ်ကြအောင်跟老师读下雨下雨下下雨雨小姐小姐来 OK ဒါဆိုလို့ရှိရင်တော့ဖတ်စာလေးကိုကြည့်အောင်在健身房被骂了请干嘛呢今天会下雨吗今天不会下雨
文小姐今天会来吗？不会来，天气太冷了。说今天ဒီနေ့ကလေ会下雨吗？ဘာလဲလေမိုးရွာနိုင်လား会ဆိုတဲ့စကားလုံးဒီလို့ဆိုရှိကသင်ခန်းစာတွေမှာပါခဲ့တယ်ဘလို့သုံးခဲ့တာပါလေ我会做饭ကျမထမင်းချက်တတ်တယ်ဒီလိုမျိုးသုံးခဲ့တာเนาะဒါပေမဲ့ဒီနေရာမှာတော့会ဒီဖြစ်နိုင်ခြေရှိတယ်ဖြစ်လိမ့်မယ်လို့ရည်ညွှန်းပြောဆိုတဲ့အနေနဲ့သုံးတယ်会下雨မိုးရွာမှာလားမိုးရွာနိုင်ခြေရှိလား今天不会下雨会第四声နဲ့သုံးတဲ့အခါကျတော့不第二声နဲ့ဖတ်ပေးရเนาะ不会下雨မိုးမရွာဘူး文小姐今天会来吗 Miss Wang က今天ဒီနေ့မှာ会来吗လာမလား会 plus verb ဒီလိုသုံးတယ်လားဆိုတော့不会来လာမှာမဟုတ်ဘူး天气太冷了ရာသီဥတုကအေးလွန်းတယ်ကျမတို့လိုပေါ့ဟလားကျန်ရှန်ဖန်ဂျင်ငန်းကိုသွားပြီးတော့အန်ထားတာလေနော်ဂျင်ဘိုးတွေတော့သွင်းတယ်မိုးရွာရင်လည်းမိုးရွာလို့ရာသီဥတုအေးရင်လည်းအေးလို့အေးလို့ပူရင်ပူလို့ဂျင်ငန်းမသွားဘူးဟုတ်လားဆိုတော့သူဒီလည်းပဲ天气太冷了ရာသီဥတုက太冷了အေးလွန်းလို့မသွားတော့ဘူးဒီလိုသုံးသွားတာနော်โอเคဒါဆိုရင်ဒါလေးကိုပြန်ဖတ်ကြည့်အောင်က老师读今天会下雨吗今天不会下雨。文小姐今天会来吗？不会来，天气太冷了。好，那所以我们再看看第三篇课文，在病房。病偏နာတယ်လို့ပြောတာ病房ဆိုတော့လူနာခန်းထဲမှာပြောကြမယ်စကားပြောလေးလားဆိုတော့ပထမဆုံးစကားလုံးလေးဒီ身体ဆိုတာဒီခန္ဓာကိုယ်လို့လို့ဆိုသုံးလို့ရတယ်လို့တခါလေးကျတော့ကျမ်းမာရေးလို့လည်းဘာသာပြန်တယ်身体好吗နေနေကောင်းလားဒီလိုမျိုးတမ်းပြီးဘာသာပြန်လို့ရတယ်နော်နောက်ထပ်စကားလုံးလေးကကျတော့အိုက်တလုံးနဲ့ဒီချစ်တီလို့ပြောတာလားဝါအိုက်နေမတင်အောင်တတ်တဲ့စကားလုံးပဲဒါပေမဲ့အိုက်ကိုဘာနဲ့တွဲသုံးလို့ရသေးလဲ verb နဲ့တွဲသုံးလို့ရသေးတယ်အိုက် plus verb ဆိုဒါကိုလုံးရတာကြိုက်လွန်းတယ်လို့ပြောတာဒါဆိုရင်ဝါအိုက်ရှန်ခကျမတို့အတန်းတက်တာအရင်ကြိုက်တာပဲရှိလားရှင်တန့်ဆက်လုပ်သွားပြီเนาะ老师စာတင်တာသဘောကျတယ်老师နဲ့စာတင်ရတာကြိုက်တယ်ဆိုလို့ရှိရင်အောက်ထဲမှာ老师တို့ feedback လေးတွေရှိပါတယ်အဲ့ feedback လေးပေးသွားလို့ရတယ်ဟဲ့လားဆိုတော့ I ဆိုတဲ့စကားလုံးလေးဒီဘယ်လိုသုံးလို့ရသေးလဲဘူး I plus verb လို့老师သုံးသေးတယ်ဘူး I plus verb လို့သုံးလိုက်လို့ရှင်တော့ဒါကိုတော်တော်ကြီးကိုမလုပ်ချင်တာဟေးဆိုတဲ့ပုံစံမျိုးเนาะဘူးI 吃饭ထမင်းမစားချင်တကယ်ကြီးကိုထမင်းမစားချင်တာအဲ့လိုပုံစံမျိုးနဲ့သုံးတာမျိုးလို့မှတ်ထားနိုင်တယ် Okay 那我们再看看歇ဆိုတဲ့စကားလုံးလေးဒီရှာကိုမလိုက်ပါဘူးစီဒီတန်းနဲ့တော့ဟဲ့လားရှဲဆိုတာလေးဒီတချို့လို့ဆိုလို့ရတယ်ပုံမှန်အားဖြင့်တော့သူဒီ verb တွေရဲ့အနောက် noun တွေရဲ့အရှိကနေသုံးလေးရှိရ我买些衣服ငါအင်ကြီးတချို့ဝယ်လာတယ်看一些书စာအုပ်တချို့ဖတ်နေတယ်ဒါမျိုးလို့ဆိုတော့သုံးလေးရှိတယ်ရှဲဆိုတဲ့စကားလုံးလေးကိုနောက်တစ်မျိုးဘယ်လိုသုံးလေးလဲဆိုရင်ရည်ရှဲလို့လည်းသုံးတယ်တချို့တော့လို့ဘာသာပြန်လို့ရတယ်နောက်တစ်ခုယိုရှဲလို့လည်းသုံးတယ်ယိုရှဲရဲ့နောက်ထဲကနေ noun နေနဲ့တွဲသုံးတယ်ယိုရှဲ人တချို့လူတွေကတော့ဖြစ်လေ有些学生တချို့ကျောင်းသားတွေကတော့有些书တချို့စာအုပ်တွေကလေဒီလိုမျိုးသုံးလို့ရတယ်နော် Okay 那我们再看看下面是水果လို့老师ကပြောလိုက်လို့ရှင်သူဒီရွှေဒီရေကိုပြောတယ်水果အတီးပြောတာဟာလားရေဓာတ်တွေအများကြီးပါနေတဲ့အတီးကိုပြောတာကော်ပါတာအများစုဒီအတီးနဲ့ပတ်သက်လေးရှိတယ်水果တတီးလို့မှတ်ထားနိုင်တယ်ဒါဆိုရင်ရွှေတစ်လုံးနဲ့ဒီရေလို့ပြောတဲ့အခါမှာ老师ဘာလုပ်ကြလဲ喝水ရေတောက်ကြတယ်လीနော်ဟာဒါဆိုရင်一起来读一遍ဖတ်ကြည့်ရအောင်身体爱歇水果水OK 他所以拍啥那个老师记啊你身体怎么样我身体不太好天气太热了不爱吃饭你多吃些水果多喝水谢谢你医生你身体怎么样身体溜ပြောတယ်ကျမကြီးက怎么样ဘလို့နေတော့我身体不太好不太 plus adjective နောက်ထဲမှာ le ထည့်စရာမလိုဘူးเนาะတိတ်ပြီးတော့ဘာမဖြစ်ဘူးလေသုံးလို့ရလား不太好ဆိုတိတ်မကောင်းဘူးကျမကြီးတော့တိတ်မကောင်း天气太热了ရာသီဥတုရလေ太热了ပူလိုက်တာ不爱吃饭ထမင်းစားတယ်不爱吃饭ဆိုတော့ထမင်းမစားခြင်းဟုတ်လား那你多吃些水果ဘာများများစားခိုင်းလဲ多 plus verb လို့လို့ဆိုတော့သုံးလိုက်ပြီဆိုများများလောက်ပါလို့တိုက်တွန်းတာမျိုးဟလားဆိုတော့多吃လို့ပြောတော့များများစားပါ多听များများနားထောင်ပါ多说များများပြောပါ多读များများဖတ်ပါ多写များများရေးပါသုံးလို့ရတယ်多吃些水果ဘာများများစားခိုင်းလဲအတိများများစားနော်多喝水ရေများများတောက်နော်အဲ့လားဆို谢谢你医生ကျေးဇူးတင်ပါတယ်ဆရာဝန်ကိုလို့ဆိုတော့医生လို့တန်းခေါ်လဲရတယ်သူရဲ့မျိုးရိုးနာမည်သိရင်မျိုးရိုးနာမည်နဲ့တွဲခေါ်လဲရတယ်နော် OK ဒါဆိုလို့ရှိရင်ဒါလေးကိုလို့ဆိုတော့ပြန်ပြီးဖတ်ကြအောင်刚老师读你身体怎么样
我身体不太好，天气太热了，不爱吃饭。你多吃些水果，多喝水。谢谢你，医生。OK，大家说先了说，边来拍讲了是个一个盘没，格里就个比个盘喏，啥来呀？昨天北京的天气怎么样？明天呢？明天天气怎么样？好，今天会下雨吗？王小姐今天会来吗？你身体怎么样？你多吃些水果，多喝水。嗯，好，大家说先了是个一个盘没，格里就个比个盘八，sorry，格里就个一个盘八了是个比个盘没。太热了，明天天气很好，不冷不热。今天不会下雨，不会来，天气太冷了。我身体不太好，天气太热了，不爱吃饭。谢谢你，医生。OK，ဆိုတော့လာရှိုးဖတ်စာစနစ်ကိုတည်တည်ချာလေးပြန်ပြီးတော့လေ့လာထားပါအကယ်၍ပေါ့နော်သိကျင်တာဒီထက်ပိုပြီးသိကျင်တာတစ်ခုခုရှိရင်တရုပ်စာလေးလာအနေနဲ့အခက်ခဲရှိရင်လာရှိရဲ့ Join Me Here Facebook Page နဲ့ TikTok မှာလာရှိကိုဆက်သွယ်လို့ရပါတယ်ဒါဆိုရင်လာရှိတော့第13课သင်ခန်းစာ73မှာပြန်တွေ့ကြမယ်နော်ရှင်နေ下课了再见